အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေကျွန်တော်တို့မြန်မာ Ghost Story Channel ကကျွန်တော်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညဖတ်ပြပေးသွားမယ်ဇလန်းလေးကတော့တုတ်တန်ဆောင်အမိန့်နဲ့တာတဲ့ဆိုဇလန်းလေးဖြစ်ပါတယ်ကဲအဲ့ဒါဆိုဖလန်လေးမစခင်ကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ရှင်းပြကူညီပေးခဲ့ကြပါအောင်ကဲအဲ့ဒါဆိုကျွန်တော်တို့ဇလန်းလေးစကြရအောင်ညနေတကောင်ရဲ့ကန်ကြီးရွာဆိုတဲ့ရွာငယ်လေးကတိတ်ဆိတ်လုံးလို့ကိုယ်နှလုံးခုန်တယ်ကိုပြန်ချနေရတယ်ဒါပေမဲ့ဒီတိတ်ဆိတ်မှုပဲအေဂျင့်တာမဟုတ်ဘူးအနေတကူကရှောင်းမြောင်းနေတယ်လို့မျိုးရွာရဲ့အနောက်ဘက်တုတ်တန်တာအိမ်လေးတိမ်မှာတော့အဟိတန်နဲ့ထွက်ပေါ်နေတယ်အသက်9နှစ်ရွယ်ကလေးငယ်လေးညလုံးတွေပြုတ်ထွက်ပြီးစက်ကနေလူလံမဟုတ်တဲ့တိရစ္ဆာန်ဟင်းတန်တွေထွက်နေအဲ့ချိန်မှာပဲအိမ်ရှိကိုလူတယောက်ရောက်လာလွယ်တလုံးလွယ်ထားပြီးစေးတောင်ခအေးခဲတဲ့သူကတော့တတ်သေးပါပဲတတ်သေးကလေးကိုတစ်ချက်ကြည့်လိုက်ပြီးမျက်မှောက်ကျုပ်တယ်ဒါတာမန်တရေမဟုတ်ဘူးတုတ်တန်တဲ့ကမကျုံလို့တဲ့အစိမ့်တွေကလေးကိုလည်းဝင်နေတာဗျသူ့ကိုကြွအောင်လုပ်ဖို့ဆိုရင်တုတ်တန်တဲ့ချီသွားရလိမ့်မယ်အတာတေးကပြောစွန်းနဲ့လက်နေတက်မီတလက်နဲ့တုတ်တန်ဟောင်းကြီးတော့တယောက်တည်းဝင်သွားခဲ့တယ်တုတ်တန်ရဲ့လက်ထဲမှာရှိတဲ့ညောင်မင်းဦးကြီးနားရောက်လာတော့လေတို့ရဲ့ရုပ်တရက်အေးစက်သွားပြီးမြခိုးရည်နဲ့ပိတ်လိုက်ဒီမြခိုးရည်ကြတဲ့အရဲ6ပေလောက်ရှိတယ်အမဲရောင်ပုံရိပ်ကြီးတစ်ခုဖြည်းဖြည်းချင်းထွက်လာတယ်ရှစ်လျားလာတဲ့စပင်တွေမြေကြီးထိဖားလာကျနေပြီးပခုံးပေါ်မှာတော့လေထဲမှာတလုံးဖြစ်နေတဲ့အဝါရောင်ဖဲကျိုးရှိမဖဲဝါတတေးကအေးစစ်ပဲခေါ်လိုက်တယ်တတေးနေနေမမို့တော့ဒါမရှုံနဲ့ငါတုံတဲ့နေကဝင်းကြီးကိုငါခွင့်ပြုခြင်းမရှိဘူးဘူးမခေါ်တော့လို့မရဘူးမဖဲဝါရဲ့တန်တုတ်တန်ကူလုံးတောင်းကားသားသူ့လိုသူမိုက်မျက်လုံးတွေကမိခဲလုံနေရနေတယ်တတေးကစေးတန်အောင်တစ်ချက်ဖွာလိုက်ပြီးပြုံးလိုက်တယ်ကျွန်တော်ကအညုံနဲ့လာတာမဟုတ်မဖဲဝါကလေးကဘာပြစ်မှမရှိဘူးအစိမ့်တေကအသိဟုတ်ဘူးနေရမှာကျွန်တော်လာကျုပ်ပြီးတာမဖဲဝါလမ်းဖက်ပြီးပါမဖဲဝါလက်ကိုဝင်းလိုက်တဲ့အခါညီကြီးတဲကနေအယိုးစုလက်တွေထွက်လာပြီးဒါသိချီတာကိုစွဲကန်ကြတယ်ဒါပေမဲ့တတေးကမတော်လို့သူ့ရဲ့လူတွေကနေအင်းရှိတဲ့တဲတဆုပ်ကိုထုတ်ပြီးပပက်လေကိုကြည့်လိုက်တယ်ဝုန်းရွှေရောင်အလင်းနဲ့ထွက်လာပြီးအယိုးစုလက်တွေမုတ်ဖြစ်သွားတယ်တတေးကသူ့ရဲ့အဆွမ်းနဲ့မဖဲဝါကိုရေးဆိုင်စိမ့်တေဝင်းကြီးပြစ်တာကိုမျှဝေပေးလိုက်တယ်မဖဲဝါမင်းလည်းတတန်ဆောက်အလုပ်ကိုလုပ်တာကြာပြီးမုံတရားရုံနဲ့ပဲစောင့်မနေပါနဲ့ဒီဝင်းကြီးကိုလွတ်ပေးလိုက်ပါတတေးရဲ့တင်ငိမ့်နဲ့မြစ်တာတဲ့ကြောင့်မဖဲဝါရဲ့ဒုက္ခတွေပြေရော့သွားတယ်။သူမဟာတဖြည်းဖြည်းနဲ့မြူကိုတွေချတဲ့ပြန်နေပြောက်ကွယ်သွားရင်စကားတစ်ခုမှပြောခဲ့တယ်။တာတီဒီတစ်ခါတော့နင်းအောင်ကခွန်းလို့လိုက်။ဒါပေမဲ့နောက်တစ်ခါငါအမေကိုအချူကျော်စီနဲ့နမိုးလင်းတဲ့အခါကလေးငယ်လေးကတိပြန်ရလာပြီးပုံမှန်တိုင်းပဲပြန်ပြန်သွားတယ်။တတေကတော့ရပြုံးထွက်ခွာသွားပြီးနောက်ထပ်ဒုက္ခရောက်နေတဲ့နေရာတစ်ခုစီကိုပေါ့။အလုံးမဲ့ဒီဇိုင်းလေးကိုအကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်တို့ channel ကို like and subscribe လုပ်ပေးခြင်းပြေကူညီပေးကြပါအောင်။ဒီဇလန်ကတော့တဦးတယောက်ချင်းတိုင်းကိုလည်းကျွန်တော်တို့ဘက်ကနေကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေတွေ့ဖို့အတွက်ဘေးနားအကောင့်လေးကိုလည်းနှိပ်ခဲ့ဖို့မမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်။